အဓိကကိုဘုံမှမသိသူ့ဘုံမှမသိပြောပြနေတဲ့ကိစ္စကိုကျွန်တော်ကသူများဖို့ပဲမြင်တာကိုဖို့ကြတော့ကိုမစမ်းမိဘူးဖြစ်သွားလို့ပါရွာသားရဲ့အမလေးအဲ့ဒါကြမသိရင်မေးရတယ်မေးတော့မေးတာပဲမသိတော့မေးပြတဲ့မစင်ဆိုရင်တော့ခင်ဗျားကျွန်တော်ကြွေးမိမှာပေါ့ဩကိုင်းလာပြန်ဒါလေးမင်းပြောကြတဲ့ကွာဒီစူးကြတွေလာနေတာဟာအဲ့ဒါကျွန်တော်တို့ပဲအထာအဲ့ဒါပဲသားလေးဆက်ပြောဟာနောက်ထပ်လာအောင်လို့ကျွန်တော်တို့ပဲအထာအဲ့ဒါပဲဟုတ်လားဩအဲ့လိုလားအဲ့ဒါပြောချင်တာနော်ပါသေးရလားအဲ့ဒါမှဟုတ်လာတာဆိုရကျွန်တော်မှပြောတယ်ဒီလိုနဲ့ပေါင်းတာအမလေးမင်းတော့ तू ကဒီ1000တန်တို့9000တန်တို့ဖေးပါမလားမင်းပေးရင်ဒေါ်လာအပြားကြီးဖေးမှာပေါ့ဒေါ်လာဗျာမင်းကွာဗိသိက်ခန်းထဲမှာညစ်တင်ညစ်ပတ်တွေဗိသိက်ဆရာကိုပြောအောင်မလုပ်စမ်းနဲ့ရတယ်အဲ့ကိစ္စမရှိအစားဆုံးလေးတော့ဆိုဖြတ်ပြမလုပ်နဲ့လေမြန်မာပြည်နဲ့တော့မှာအယောဒီသာကျန်တဲ့ရှိလာတော့ဩဘာဆန်းမြန်မာပြည်နဲ့တော့မှာနာမည်ကျော်တော့ကျန်တဲ့ရှိလာဩဘာဆန်းသမီးလေသဘောလုံးကြဘောလုံးလာကျွန်တော်ကိုပြောပေးမယ်တရားသာကျွန်တော်ပြောပေးမယ်ငါသာပြောစမ်းကွာမိမအဲ့ဒီပစံနေယူပြီးပြန်တော့ဒီကောင်ခွဲပေးနေရလိမ့်မယ်တရားကျွန်တော်ပြောပေးမယ်တရားမောတယ်အဲ့ဒီကျွန်တော်ခိုင်းမယ်ရပြောစမ်းပါကွာခိုင်းသမားကိုလက်သူပြောင်းချင်းဘေးပြောင်းချင်းအဲ့ဒါနဲ့ဒီစိတ်ကငါခိုင်းမယ်အဲ့ဒီစိတ်ကနားနေအဲ့စိတ်ကဟိုတီကောင်လေးများပြန်တယ်လို့ပေါ့နော်နင်းလေတီကောင်ပြန်မလားတီကောင်ပြန်တာနေမြင်ဘူးလို့လားကိန်းနေပြန်တယ်လို့ဟဲ့ဟိုတူပြောင်းအဲ့ပြောင်းဆိုရသိမပြောနဲ့ကွာမပြောင်းစီနဲ့စုမိဆောင်းမိလေးဖြစ်တော့တူဆူတူဆောင်းတူဆူဆရာပေါ်လိုက်ရင်မင်းမျက်တိတယ်ကနေပဲဒီဘက်ပြောင်းလာပြီးမင်းသမီးကသလားအောင်းမေးရတယ်ဂျွန်းနေလည်းပြစ်လိုက်တာဟိုတယောက်ကလည်းနော်မလေးတို့ခွဲထားလို့တော့ကဲမြန်မာပြည်နဲ့တော့မှာနာမည်ကျော်လာကျန်တဲ့ရှိလာလားရေချမ်းသာသမီးတော်လုံးကြစရာမလို့တော့လားနောက်တာဟုတ်ဘူးရတာဆိုလားဘုမပါအကြောင်းလည်းကောင်းဆုံးပါသဘောလုံးကြစရာမလို့တော့လားနောက်တာဟုတ်ဘူးဗျာရတာဆိုလားဘုမပါကောင်းဆုံးပါဗျာမင်းရဲ့သမီးရဲ့စပါခါရယောဂတယ်မ
မရိုင်းတာခွေးရမွေးတယ်ငါသား အဖေ ဟေးမင်းကဒါမျိုးကြတော့နှုတ်စိတ်ကကောင်းတာဟဲ့ငါလည်းမင်းဖေးပြီးရောမင်းငါလည်းခွေးပြီးရောမင်းကအစင်ပေးမဲ့ဟာငါသမီးတွေကိုအဲ့လိုယောဂသမားလို့ခေါ်ရသလားခွေးသားရဲ့ဟဲ့မင်းသမီးလေးကိုအမွန်းတင်ပြီးခေါ်စမ်းပါသင်္ချာတတရခေါ်ပြီးတော့အစစ်ကလေးတွေကိုလှလှပပလေးလုံးစမ်းပါမင်းငါကုန်းဝယ်ကျွေးပါမင်း သူ့ကိုကြောက်နေတာခိုင်းကုန်မခိုင်းရင်လားအောင်ကြောက်နေတာသူနဲ့လိုက်မဲ့တိုးတယ်မျိုးတတ်တတ်လေးကိုလိုက်တီပိုတူတူအဲ့တိုးတယ်နော် အပြန်ကြတန်းနဲ့ရေးပေးလိုက်ပါဗျာဘာဖြစ်တာတော့ဟဲ့ဘာဖြစ်တာတော့ပြော တာမန်တော့ပေါက်သွား ပတ်ပေါက်တော့ဟာပတ်ပေါက်ရင်အင်းရပတ်နဲ့လဲလိုက် အိမ်မလေးပေါက်ကြီးပဲ ဟာဘယ်ကျွဲကြိုက်သွားတော့ကွာမင်းတို့ကောင်းလေးဟာပတ်ကပေါက်ပြီးလဲလုံးကြအောင်ဗျာဟာဘာလို့ပြရမလို့မင်းပတ်ပေါက်တာပြောပတ်ကပေါက်တော့ဘာလို့အဲ့ရင်လည်းပြောပါကွာဒီမှာအလူလာတဲ့ထဲမှာအမျိုးသမီးတွေလည်းရှိပါတယ်ဟာမသိဘူးပတ်ပြောက်သွားတယ်ဆိုလို့ သူတို့လက်ကြစ်တတ်မှာပေါ့ပတ်လုံးကပြန်ဝယ်ရမှာကြက်ရမှာတဲ့အဲ့ဒါပတ်လုံးဖို့ပတ်တန်လို့တာအဲ့ဒါကြောင့်မလို့တီးမရဘူးနင်တို့တီးမရဘူးတီးမရရင်နင်တို့ကမရဘူးဒါပဲ ဒုက္ခပါဗျာမင်းတို့ကပတ်ဆံရမှဒီပတ်လုံးတီးရမယ်ဆိုတော့လေငါထဲကစိုက်ရမလို့ဖြစ် ဟာဘယ်တရားမသက်ရဘူးတရားမသက်ရဘူးကိစ္စမရှိဘူး ဟုတ်ပါဘူးဥသောဝန်နိုင်ပြောချင်တာဒီပွဲကကိုယ်ဆွေမျိုးတွေပွဲဆွေမျိုးဆိုတာကကိုဝေလူကျော်တို့ရေကြီးချမ်းမြတို့ဆိုတာကကိုသားဖတွေညီကိုတွေလို့နေလို့မို့ဒါဆွေမျိုးဒီရောက်တော့အလူတကအလူမလည်းရင်းနှီးသွားတော့ကိုမိသားစုလို့ဖြစ်သွားပြီဟုတ်တော့မလားအဲ့တော့ကလည်းကိုကလမ်းပါတဲ့ကိုကဥသောဝန်နိုင်ဒါငွေကြီးပြောနေတာမဟုတ်ဘူးနော်ထမင်းဟင်းဘာမှမပြောဘူးစိုက်စားတာပဲဘာမှမဖြစ်ဘူးဟုတ်တော့မလားအဲ့တော့အခုငါအကုန်လုံးစိုက်နေတဲ့အထဲမှာမင်းပတ်လုံးပတ်စာကွာပြီးတော့ပတ်လုံးပေါက်တာအထိငါကစိုက်ရမယ်ဆိုတော့ဒါဘူးတဲ့ရေပါတော့မယ်သဘောရှိဟုတ်တော့မလားဘူးတဲ့ကရေတော့အပမခံနိုင်ဘူးအဲ့တော့အမြင်မတော်အကြားမတော်ရင်လည်းတယောက်ယောက်ပေါ့ဗျာပတ်စာလေးပါလေးနဲ့ပါထုတ်ထည့်ပြီးတော့ပတ်စာလေးဒီပတ်လုံးလေးပေါက်သွားတဲ့အတွက်လုံးလိုက်ပါထုတ်လို့ကြောက်သမားအကျုပ်ကြီးစိုက်နေရင်သိမနှိမ့်လာဘူးစင်ပြေတော့တယောက်ထုတ်စမ်းမှာမိမ့်မကြီးလုံနေတယ်လေလာဒီနားလာရက်တောင်ခတ်ပေးမယ်ထုတ်လိုက်စမ်းမှာ အလူတကဥစွေထုံးလို့ပြောလိုက်သမှာဆရာရဲ့ ငါအဲ့လိုတွေပြောပါများငါလည်းဒိန်းတောင်လိုဘာလိုဖြစ်ကုန် ကဲအလူတကဟိုပန်းလုံးမိုးလေးဟိုတသိမ့်ဖြစ်နှစ်သိမ့်ဖြစ် တဝိုင်းလုံးဝယ်ပါလား ရှင်းတော့ကလာပြီအမလေးအလူတကာကြီးကြွာလာပြီကဲလုံးစမ်းပါ ကဲပန်းလုံးမိုးလေးဟိုလိုက် ဆိုင်းစရာများအတွက်အမလေးဆိုင်းပညာရှင်များ ကျွန်တော်ပဲအလူတကတသောင်းနှစ်သောင်းသုံးသောင်းလေးသောင်းငါးသောင်းညမြတ်တော့များပါ ဘုသူဒ္ဓပြောပြတာ ငါရှိမှငါးသောင်းပြန်ငါခွဲပေးမယ်အခုကနောက်ကတလုံးနဲ့အစ်စ်နဲ့လဲလိုက်မတိပန်းလုံးတလုံးမေးစမ်းနောက်ကပတ်ပေးလိုက်အမီးမလားရပါလားရပြီနော် ရသွားပြီဟာ ရသွားပြီ လုံးစမ်းပါ လုံးစမ်းပါတီပိုတူအဲ့လိုဖြစ်နေရမှာတရား ကဲနောက်ထပ်ဗာမင်းတို့ဘာတွေများပြက်စီးအောင်မလို့လုံးစမ်းပါ အဲ့တရားသားမပြီးဘူးလားပြောလိုက်တရားခိုင်းအောင်ပါဆိုခိုင်းတော့လုပ်ပေးမယ် ဟဲ့မင်းတို့ဗျောက်တုံးကြီးများကွဲထွက်သွားလာရင်မဟုတ်တာရမယ်ရှားမှာပဲကွာနော်ကဲခုနကပြောသလိုပဲဒါဘုသူဒ္ဓပြပြောပြတာရှင်းတုံးကဖိသိမ့်ဆရာတွေကဆိုင်းဆရာတွေနဲ့မတည့်ဘူးဘာကြောင့်မတည့်တုံးဆိုတော့ဒီလူကြီးကနောက်ဆုံးကြမှာဗိမ့်မာလာပြီးတိတ်ယူသွားလို့ဗိမ့်သိမ့်သူကဒီလိုပြောခံရတာဟုတ်ဘာလို့ဗိမ့်သိမ့်ခံတယ်မှာသူကရှင်မန်းတမောင်တချင်းတွေဟဲ့ဟိုဟာတွေဟဲ့ဒီဟာတွေဆိုတော့စူးကြတွေသူ့ကြီးရနောက်ဆုံးမှလည်းလာတယ်တနာရီဝက်2နာရီလောက်ဗိမ့်သိမ့်မြောက်ပြီးပြန်ပြီးသူကတယောက်တည်းဒီမှာအဖွဲလိုက်ကဘာစုမှမရတော့
ဘိတ်သိက်ကိုပါတယ်နောက်ဆုံးကြမှာဘိတ်မှာလာလို့တိတ်တိတ်ယူသွားတဲ့လူတွေတဲ့အခုဒီခေတ်ကပြောင်းသွားပြီ ဘလို့ပြောင်း ပြောင်းသွားတော့ဗောမင်းရှေ့ကအဆိုတော်တွေလည်းနဲတာမဟုတ်ဘူးဒါတွေလည်းသူတို့ကဆူချရသေးတာ ဟုတ်တယ်တရား ငါတို့အဲ့နဲ့ရောက်လို့ကြတော့သူတို့အိတ်ထဲဘာမှသိမကြံတော့ဘူးဟာဟုတ်တာလား ဟုတ်တယ် အဲ့ဒါပြောတာဒီကြားထဲဗါတဲ့လိန်မော်သီးတို့ပန်းသီးတို့ဗါတဲ့နဂမောက်သီးတို့ဆိုတာကြီးလည်းပါသေးတယ်ဟုတ်လားအဆိုတော်တွေပြောပါတယ်ဒါလေးတွေကလေချောချောလာလာလေးတွေဆိုတော့ထွက်တာဒီအိုကြီးဟိုမှာဘိသိက်เสียဘယ်လိုလုပ်ပေးမလို့ဘယ်လိုလုပ်ဆူချမလို့မင်းတို့ငါလောက်တောင်ကြည့်မကောင်းတဲ့ကောင်တွေဘယ်လိုမှဆူချရเสียအကြောင်းမရှိဘူးဟုတ်တယ်မလားအဲ့ဒီထက်မှရှိသေးတဲ့ယောက်ျားကြီးဖြစ်ပြီးတော့ပြည့်တစားဆိုတဲ့သာဒီလူပါပါသေးပြီးပြီဗောဒီကောင်လေးရှေ့ကနေသိမ့်ကြုံသွားမှတော့တို့ကမင်းဘီယာဘူးခွန်လေးတွေတို့အချိုရည်ဘူးခွန်လေးတွေတို့ကောက်ပြီးသွားရောင်းယုံရှိတာ အဲ့ဒါလည်းတရားအမေတနေ့ကို2000ဝက်3000အသာလေးဗျာ ဒီကောင်ကောက်ရောင်းမှုပုံပေါက်တယ်ဗျာ သားအတွက်လုံစမောင်နောက်တဲ့အဆင့်ကလေးဘယ်လိုပေးမလို့ဟမ်မြန်မာပြည်နယ်တဝက်မှာနာမည်တော့တက်တဲ့ရှိလာတာရေကြီးချမ်းသာတဲ့ပြည်တော့လုံးကြရမလို့လုံးလာတာပြောင်းတာမဟုတ်ဘူးဗျာပြလာဆိုလားအမမပါဟုတ်တယ်ကောင်းဆုံးပါတော့လုံးကြရမလို့လုံးလာတာပြောင်းတာမဟုတ်ဘူးဗျာပြလာဆိုလားအမမပါဟုတ်တယ်ကောင်းဆုံးပါတော့ဘူးလားမင်းရဲ့သမီးအရင်ကဖြစ်ပါတော့အမေကထောက်ရသမီးတွေကငတ်အလုံးချုံကြည့်တော့တို့ညမနှစ်ယောက်ကတော်တော်လေးကိုလှနေပါတယ်ခမရ တရားအဲ့နောက်ဆုံးသာသာကြိုက်တာမင်းသမီးတွေကတော်တော်လေးကိုလှနေပါတယ် ဟုတ်တယ်ဗျ အဲ့လှတဲ့ရုပ်တွေကိုကျွန်တော်ကဖြတ်မှာ ဟာမင်းမရိုင်းလိုက်လားကွာ အဲ့လှတဲ့နေရာလုံးကိုငါဖြတ်မှာ အဖေကိစ္စဖြတ်မှာတော့ ကိုစောနီ ဘာတော့ ကိုစောနီ ပြော ရုပ်မလိုက်လား ဘာလို့ရုပ်မရမှာ မရိုင်းလိုက်လား ဘာလို့မရရမှာတော့ငါအနုပညာသာဖန်တီးမှုသေးသက်ကြရအယုတ်ပြောင်ကမှနေလို့ โอเคကျမတို့ကဖန်တီးမယ်ကိုစောနီကဖန်ခင် အေးလာခဲ့ဟေးမလုံးနဲ့ငါအထက်အကောင်တွေအကြောင်းငါအသိဆုံးငါတဲ့အကောင်တွေအကြောင်းငါ မင်းကအတွေ့အကြုံမရှိတာလည်းမဟုတ်ဘဲနဲ့ ကဲဟုတ် အ ကဲ့ လကားနေလမ်းညင်အောင်ဆောင်းနေတယ်ဒီကောင် ပြေသား၅ပါးပါတာပေါ့ဆရာကြီး ဖြစ်စည်းနေကြ အဲ့တော့ ကျောင်းသူတွေတော့ပါ နေရှာမရှိနဲ့ရှာမရှိနဲ့လာတဲ့ရုပ်တွေကိုဖြတ်မှာတရားအဲ့တော့ဩဘာသန်အလဲမို့လားဩဘာသန်အလဲ ဟောပါတန် ဩဘာဆန် အဲ့တော့ကျွန်တော်တို့ကသကွာမြေအရေးပုပ္ပတောင်အရေးမှာခိုးနေတာ ဟုတ်ကဲ့ ပုပ္ပတောင်အရေးမှာခိုးနေတာဆိုတော့ ကြားတယ် အဲ့အရေးနဲ့လိုက်အောင် လိုက်အောင် နင်းကိုသရံလို့တရုပ်တူအောင်ငါရုပ်ဖြတ် ဘယ်လိုဖြတ်ပါတော့ ဘလို့ဖြတ်ရမှာတော့ ဓာတ်နဲ့စီးမလို့လားမြတ် အာမလီဘူး ဘယ်လိုလုပ်မှာတော့ အဲ့ဒါနဲ့လည်းမပတ်ဘူးနင်းကိုဓာတ်နဲ့လည်းမျက်နှာမမွမ်းဘူး အဲ့ဒါဆိုဘယ်လိုလုပ်မှာလို့တော့ အနုပညာနဲ့ဖြတ်မှာ အနုပညာနဲ့ဖြတ်မှာ အနုပညာနဲ့ဖြတ် ရှားလို့လား ရတာပေါ့သိရတာပေါ့ ဟုတ်ကောဟုတ်လားမသိဘူး သိကြတာပေါ့မဟုတ်ရင်ငါ့ကိုပါလာချလိုက် ကဲစားလိုက်စားပါကဲ သိကြတယ်နော် စားပါလူရှင်တော်ကများမင်းသမီးကိုရုပ်ဖြတ်မှာတဲ့ မင်းသမီးအတော်နာလွန်းတော့နော် ဘယ်လိုတော့ဟာ တောက်ကညာနှမတို့တကိုလက်မင်းငါ9000ပေးထားတာမြောက်အကဘာလို့ ဟာမြောက်က မင်းသမီးလေးတော့ချောတာကွာဟာ တိုင်ရသေးလားမမလာတယ်လောက်လာတဲ့ဟာတွေဘယ်နဲ့ရှိသား ရုပ်မာရန်အဲ့ကြောင့်အသားရည်နဲ့လူနဲ့လိုက်တာ ဟုတ်တော့ဟုတ်သား အရေးအကြောင်းဆိုငါမမြင်အောင်ပြ ဟုတ် တာ တယ်ဒါဥဆုံးဝင်တယ်ပထမဥဆုံးမြင်မှုချင်းပဲအနုပညာသမားဆိုတာဆေးဆက်ကြရညစ်ပတ်တာပဲ အရောက်ရှင်တယ်လို့ပါ အယုတ်ထင်တာအယုတ်ထင်တာဆေးဆက်ကြရအယုတ်ထင်တာပဲအမလေးငါသမီးကဟုတ်တယ်ဗျာမြောက်ဆိုတော့လေတကယ်ကိုမြောက်နေတူတာကို့တောင်ဖမ်းကုတ်လိုက်သေး မပြောသေးရှာလား အော်မလေး ဟိုကပဲ ဒီမှာလို့ရှိမှာလို့ပြောပါတယ်သူကဟိုဘက်သွားရှာနေတာဘယ်သူရှာနှလုံးယူထားတယ် မလေးမလုံးမနဲ့ငါသမီးရဲ့ သမီးကမပြောသေးအကောင်းမလို့ရှာတာအပုတ်ကြီးနဲ့ မလေးမပေါ့ပါဟဲ့အဲ့ဒါလူမလွတ်လူမလွတ် မြောက်ကလည်းတော်တော်အားတာနော်မြောက်ကလည်းကို့အတွက်ဘွားမဲ့ဟိုအတိမျိုးမရှောင်တငယ်သားသွားရှာတယ် မင်းမယုံမင်းတော်လို့ပါလား အတော်ကတော့အားကြပဲရလိမ့်မလို့ဆရာရဲ့ လုံးလုံးပါဟာ
ဒီတခါရေးကြီးချမ်းမြ အာလာပြန်ပြီ နင်းနေအလက် တားရည်နဲ့ကိုလိုက်လိုက် နော်နေအလက် ဟာငါသမီးလေးဒီလောက်ချောချောလှလှကိုတော့မင်းရှင်းရဩဘာဆန်းလို့မြောင်းနေတော့မလုတ်ခိုင်းနဲ့ကွာသူ့တော့မင်းဝေလူကြော်နဲ့လုတ်ခိုင်းပါလား မြောင်းနေရပြီးသွားပြီဒီတခါသူ့အလက်အထူးမရိုက်ဘူးကိုလက်ချမ်းသားမှာဘလူးဆိုင်ကချမ်းသားမှာ ဟာမလူးလား လိုက်တာဟဲ့ ငါသားများငါညီများငါတူများဟုတ်လိုက်လားဟာ လာသေးလားဖေရ ဟာကိုဆိုင်းဆရာနဲ့ကိုမင်းသမီးကြပြန်တော့လေကြည်စမ်းမအောင်ခုနမြောက်ဆိုတော့လေမြောက်ဟမ်ဘလူးဆိုတော့လေဘလူးအမလေးသွားတွေစီပြီးတော့တခါတည်းတံမယာသီးတွေစောက်ထားတယ်ပဲသွားတွေကျင်းနေတယ်လို့ပဲကဲနောက်ထပ်ဘာတွေများရှိသေးတော့ဟုတ်လားချောင်းမလားဒီပွဲကတော့မင်းအားကိုပြီးငါမရတော့မှာပဲ တရားဘာမှမပူနဲ့ကျွန်တော်ပါဖို့ပြီမယ်အဲ့တော့သောနာဖြတ်ပြီးသွားပြီနော်လှတဲ့ရုပ်ဖြတ်တဲ့ရုပ်ပြီးတော့ပြန်လှအောင်ငါထိုင်းပြီမယ်ဘာမှမသိသားနဲ့နော်အဲ့တော့မန်းတက်ထရကာလာသားတွေပါတယ်အဲ့မန်းတက်ထရကာလာသားတွေကိုကိုယ့်ရဲ့အမူအရာလေးနဲ့ဖမ်းသားတဲ့အကောက်ကမ်း အော်ဩဘာဆန်းကို ဩဘာသန်းကို အခုကလာသားတွေကို ကာလာသားနင်းလည်း ကိုကလာသားလည်းပါချင်ပါမှာပေါ့နော်ကဲဟုတ်ဘူးလား ဟဲ့ကြောက်ပြောင်းဘာကိစ္စကလာတာရှိရမှာတို့ ဟောနာမည်ကိုကလာလေ ဟောကိုကလာလေလားသွားကြည့်တော့တရုတ်ကြီးဖြစ်နေလားကဲဗါလေကာလာသားတွေကိုဖမ်းစားတဲ့အက ကာလာသားတွေကိုဖမ်းသားတဲ့အကသက်ကောလက်ကောလေးမခိုးတရုံလေးကိုလက်ဘရဘေပိုတူဘရဘေပိုတူဘရဘေပိုတူမိုတူပိုတူအဲ့နော် နောက်မှဆမ်းပါလားအကိုရ ဟာမရဘူးအခုစမ်း ဒီ ရင် ကိုဆမ်းပြတာပဲ အခုကငါစမ်းကျင်နေတာအိုဘာကြာလေးနဲ့ မင်းကအကိုကာလာသားဆိုပြီးပြောတော့ကောင်မလေးကငါဘက်ကိုမကြည့်တော့မင်းပြောတဲ့ထဲမှာအဖေကာလာသားဆိုရင် तू ကငါပါကိုလာအောင်ပါအဲ့ဒီကြရင်ငါလည်းပြေးကတ်လို့ကောင်းသေးရဲ့မင်းဟာကအကိုကာလာသားများဆိုတော့ तू ကငါအေးမလို့ခိုင်းနောက်တစ်မျိုးပါရှိသေးတော့ကွာမင်းခိုင်းငယ်မထင်နဲ့ နောက်တစ်မျိုးကကြတော့အသတ်သန်းလေးဟဲ့ရေကြီးချမ်းမြနှစ်ချက်သွားမှာနော် နှစ်ချက်သွား အဲ့ဒါဆိုတော့မိုးချုံနေပြီဗျမင်း ရပါတယ်တရားရဲ့ဟိုတန်လုံးမြန်လုံးကိုကိုလက်တက်ချွတ် ဟဲ့ဂျီလောက်ပါ အာနင်တို့တရားကြီးရဲ့အေးတက်ကြည့်တာဆိုလို့ကတော့နော်နှစ်ချက်သိနှစ်ချက်ဝါလေးနဲ့ ကဲဆိုင်းဆရာတို့အဖွဲ့နှစ်ချက်စီးနဲ့အပြက်တီးလိုက်တော့ကျွန်မလည်းအပြက်ကလိုက်တော့မယ် လောက်ရသားမကိုလက်သုံးပါလောက်အရင်ခံမယ် 9000ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့လူ ဘယ်မလို့ဟာအဲ့ဒီမင်းပြောတဲ့9000ငါလည်းမတွေးလိုက်ပါလား အဝေးကကြတော့လူရှိန်တာပေါ့သင်ရရဲ့ လူတော့လူကျင်တာပေါ့ကဲအဲ့ဒါဆိုရင်လေအမြင်မတော်အကြားမတော်ဖြစ်နေလေတောင်းလွယ်ကူကူရှိရင်ဆုံးချလိုက်စမ်းပါတဲ့ဘာလို့ငါသိရလား အဲ့တော့နောက်ဆုံးမိတ်ဆရာအိတ်နဲ့လွယ်ရအိတ်နဲ့လွယ်မလွယ်ချင်းမလားနင်တို့မောပါလားသိကြလား ဟဲ့မင်းကောင်မလေးတွေ အော်ကျမတို့မောရင်ကိုစော မောတာငါဟာ နေပါဦးကျမတို့မောရင်ကိုစောနေကမလို့လား အိုးကတာရင်ငါခက်လွန်းတော့ လွယ်လွန်းလို့ လွယ်လွန်းလို့ပါအော် ခက်လို့မကတာလေလွယ်ငါကမှာပေါ့အဲ့တော့နင်တို့ဟို
အော်လေးကင်းရတယ်နော်ခံအမောတော့ခံနိုင်တယ်မို့လားငါနင်းကြောက်တာလေးကင်းနှစ်ယောက်လေးကင်းတော်သေးတာပေါ့အပြီးညီးသွားလို့မလို့တို့မို့တော့လူချင်းကိုတိုင်ပြီးတော့မှနင်တို့နှစ်ယောက်ကသိလား ပညာရှင်များဆိုတော့အနောက်ကခိုင်းသလိုရှေ့ကသမီးတွေကလည်းအန်ကြခွင်ကြလေးတွေကတ်တက်နောက်ကလည်းဆိုင်းဆရာများကပံ့ပိုးပေးအဲ့တော့တသအခုဥသောဝင်းနိုင်ရဲ့ခန္ဓာလေးစလို့ရပါလားရတယ်ဖေရတယ်နော်ပြိဿပြင်းမှာကြောက်လို့ အေးဟုတ်တယ်ဗောဒါပေမဲ့ခုနမင်းငါကြားရပါတယ်အလူတကာက9000ဆိုလားအဲ့ဒါလာဗလား ဟာတိုင်မင်ကြတော့ဖေရေတော့သူတို့ပတ်စံရေကြတော့ဖေ မင်းတို့သိန်းထောင်ချင်းပုံခံပြီးတော့လူတာ9000လေးကိုလင်မယားနှစ်ယောက်တိုင်ပင်စရာလား ကျမမြင်လိုက်တယ်မေးသေးစအလုံးမကြီးဘယ်ဘက်ကလက်ကောက်ကြီးချလို့လုံးကြအောင်ဥစ္စာဝင်နိုင်ညာဘက်ပြောင်းဝတ်သွားပြီ အေးလေအလူမလည်းနည်းနည်းပါးပါးထားသားမအောင်အောက်ကမူလီစုပ်ထားတဲ့အတိုင်းပဲထားအောင် ဒါပေမဲ့နောက်ကကိုစော်နေကိုအလုံးမကြီးလက်ငါးချောင်းထောင်ပြရတယ်နော် ဩ9000 ဟုတ်တယ် လာပြီတို့အလူမလာ ဒါအလုံးမကလက်ငါးချောင်းထောင်ပြတယ် ဟာပါငါဗျ ကိုစော်နေ ဟေးညီမလေး အလုံးမကြီးလက်ငါးချောင်းထောင်ပြတယ်ကျမတို့တိတ်ကလေးထောင်ပြသွားတာ 9000 ဟုတ်တယ်မလီ9000လောက်ကတော့မလီလူတကာလူမနုံနုံဆုပ်ဆုပ်ရှင်းကြည့်အောင်ဒီအလူကြီးဘယ်လောက်ကုန်လဲဆိုတာ ထောင်ကြီးကုန်တာ 9000လောက်ကတော့နုံနုံဆုပ်ဆုပ်တဲ့ ဟာဒါဆို9000 မလီ9000နဲ့နုံနုံဆုပ်ဆုပ် 5သိန်း 5သိန်းလည်းမဟုတ်ဘူး ဟာဒါဆို9သန်းလား မဟုတ်ဘူး ဘာလဲ လူရှင်တော်စော်နီးတဲ့ကောင်းကောင်းပြည့်ရင်ပြည့်တယ်မပြည့်ရင်ပါချောင်းပါ ချမှာဆိုလက်တစ်ဖက်တည်းမချနဲ့နှစ်ဖက်သုံးချလို့ยีးသွားအောင်တစ်ဖက်တည်းရောင်းနေမှာကြောက်တယ်တဲ့ရပါပြီနော်ဟုတ်ကဲ့ဖေဟုတ်ကဲ့ ဖြောပြေကန်းခန္ဓာလေးနော်အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ကြီးရမောရအောင်ဒါဥဇော်ဝင်းနိုင်ရဲ့အစွမ်းတစ်စက်ကမှမပါပါသမီးတို့ရဲ့လောက်လာခဲ့တဲ့လုပ်ငန်းစဉ်လေးတွေရဲ့သူတို့ရဲ့သဘာသူတို့ရဲ့ဝါကိုယ့်ထဲငယ်ပင်ငယ်တော်ညာလဲလူငယ်ဟုတ်တော့လူကြီးဘောတော်ဟုတ်လားနော်အဲ့တော့ကျွန်တော်ဒီဘောတော်ကြီးတွေမှာမပါအောင်ကျွန်တော်ရဲ့ဗိတ်သိအခန်းကဏ္ဍလေးစလိုက်ကြစေတိတ်နမိတ်ရင်ပါဗျာစာရန်ရဲ့နဲ့ဟိတ်တစိမ့်အစင်လာမနှောရအောင်ဗိတ်သိမင်္ဂလာအခန်းဆိုတာစကြပါစို့ရွာသားတို့ရဲ့
ပြင်းညဝတော်သာဂတာပူဇံဝမဟာဘောဂဝန္တောဘုရားမဟာကိုပူဇော်ခြင်းသည်မဟာတေဇဝန္တောကြီးစွာသောတကိုးတေဇော်မြတ်ရရှိတယ်ဓမ္မံတရားကိုပူဇော်ခြင်းသည်မဟာပညာဝန္တောကြီးစွာသောပညာများရရှိတယ်တန်ခံတန်ခါကုနောတန်ခါကိုစိကယုံကြည်ကိုယ်ွယ်ခြင်းသည်မဟာဘောဂဝန္တောကြီးစွာသောပစ္စည်းဥစ္စာများရရှိအပ်၏ကဲတို့ကလို့ကြောင့်သားတို့သမီးတို့ဖယားကိုကြောကြရအောင်သာဖယားဘက်ကိုလဲဟောဟိုဘက်မှာလဲဈေးကြီးရှိတယ်ဒီမှာလဲဖယားဆင်းလူရှိတယ်ကြိုက်တဲ့ဘက်ကိုလဲကြောလဲဟုတ်ပြီသားတို့အုပ်ဆောင်လေးချွတ်ထားနော်သမီးရေကိုမိုက်ကလေးနဲ့ဥလုပ်နိုင်လေနော်သစ္စာလေးရတရားများနဲ့ငါရဲ့ထေရံဓမ္မခံကိုမှန်စွာထိုးလွှင့်သိမြင်ခြင်းနဲ့တကွအရဟတမေဉာဏ်တော်တဖြင့်ညုတဉာဏ်တော်ကိုလက်ကင်မိမိရရှိတော်မူသောမြတ်စွာဘုရားသည်လောကသုံးဝင်ဘုံအပြင်၌ပြိုင်ရှင်ကင်းလက်ထူမြတ်သောဘုရားယရနာဖြင့်ပူဇော်ရသည်ဖြစ်၍များစွာသောအကျိုးအဖြစ်ဒါယရမြတ်စွာဘုရားရှင်၏အမွေနှစ်ပါးဖြစ်သောအာမိတဒါယရပစ္စည်းလေးပါအမွေဓမ္မဒါယရတရားအမွေတို့ကိုရရှိတာဟာလေမြတ်စွာဘုရားရှင်ဤဂုဏ်ကျေးဇူးတော်ပါပဲတို့ကလို့ကြောင့်ဘုရားရှင်ဒီဟူသောစัจ java လာတိုက်အလုံးနိုင်လဲ့လေသောနေမင်းကဲ့သို့အလင်းဆောင်၍နိုင်ရှင်ဖက်ပြင်းမင်းဟူသမျှတို့ဤဥစ္စာနတ်ဟူသမျှတို့ဤထုခေါဓမ္မဟူသမျှတို့ဤယရနာအယောင်ဖြစ်သောဘုရားရှင်ကိုရောမြတ်ကြီးအားသားတို့သမီးတို့မြည်တို့ကကြောကြပါစို့မိဘများကိုကြောမယ်အကိုဆိုတဲ့အကိုဆိုရင်တော့အလူတကာကလည်းနော်အလူမကြီးကလည်းကိုယ့်ရဲ့မိဘကိုကြောမယ်နော်အဲ့တော့သားတို့သမီးတို့ကကိုယ့်ရဲ့မိဘပဲကိုလက်ဟုတ်ပြီဥစ္စာဝင်နိုင်အခုဘိသိက်ခမ်းမှာဖေဖေမိမိကမရောက်လာလို့ဖေဖေမရှိဘူးဆိုလို့ရှိရင်လေကိုယ့်ရဲ့မိဘကိုစိတ်ကနေရီမှန်းပြီးကြောကြရမယ်တတိယရနာစိန်ရယာနဲ့များစွာကုန်အင်းကျေးဇူးရှင်ဟုပေါ်လွင်လှစွာနှဖျားမိပါကုဏဝရနဝဝုဒ္ဓိကြည်ပြီးသူအညွတ်တွားကြီးစွာကြောကြပါမည်သာမဏေယပပိစ္ဆမင်္ဂလာခံယူသောသားနှင့်ကံနာဝိဇ္ဇနာအသွမ်းမြဖြင့်ဉာဏနာသမင်္ဂလာခံယူသောသမီးတို့ကအင်္ဇလီပနာမဝန္ထနာပနာမသက္ကိဇာပနာမတို့ဖြင့်ဥချာကြောကြပါပြီမေတ္တာအောင်စုနင်းတော်မူပါအမေအဖ
အဖေအမေတို့ခမညာကြောကြသားတို့သမီးတို့ကြောကြ You more down my car.အာမိအဖနော်အနန္တောအနန္တ၅ပါးထဲမှာပါဝင်ဖြစ်တဲ့ဆရာများကိုကြောကြရမယ်နော်ဆရာဆိုတာဟာလေအနန္တောအနန္တ၅ပါးထဲမှာတပါးအပါဝင်ဖြစ်တဲ့အတွက်ဆရာများကိုကြောရမယ်ဒီနေရာမှာဥသောဝင်နေပြောချင်တာကသားလေးတွေသမီးလေးတွေညီလေးတွေကိုရဆရာမနေ့ကအလူအခမ်းတဲ့အချိန်မှလာသွားပါပြီဟုတ်လားဆရာတို့အခုအိမ်ပြန်သွားပြီဆိုလို့ရှိရင်လေကိုယ်ဆရာကိုစိတ်ကနေရီမှန်းပြီးကြောရမယ်နော်အုတ်ဆောင်လေးတွေချွတ်တာဥပဝင်နိုင်ငံမမြင်လိုက်ဘူးအုတ်ဆောင်လေးတွေချွတ်တာပြီးမှအဲ့ဒါလေးတွေပြန်ဆောင်းမယ်နော်ကဲအလူတကာကြီးရပြီနော်မိဘကြောခံရသွားပါပြီတက်တာသလိုနေပါဒူးတွေလည်းတော်တော်နာပြီထင်တယ်အဲ့ဒါကြောင့်ပြောတာစုခဏခဏချာအဲ့ဒါကြတော့ထားလိုက်ထိုင်လိုက်ထားလိုက်ထိုင်လိုက်ဆိုဒီလိုမနာဘူးပေါ့လေအခုလည်းရတဲ့ဘလောက်ရပါတယ်ကျေးဇူးလည်းတင်ပါဆရာများကိုဝန်ထနာပြုတဲ့အခါအမွန်တရာစုခံယူလိုပါသဖြင့်တရားမူတရားကိုယူဆပွဲမူလအလဲအထက်တန်းဆရာတို့မပြတ်တန်းစာတရားအမှုဖြင့်ပထဝီဓာတုအင်္ဂလိပ်မြန်မာစာတို့ကိုမယွင်းစိတ်အကြံပါပါနဲ့ပြင်ပန်းတာမငြီးဘူးတဲ့ဆရာများကကိုယ်တပည့်တွေကိုသင်ပေးတဲ့နေရာမှာပင်ပန်းတာမငြီးဘူးတဲ့သင်္ကန်းစာဤတွေနဲ့ခရုတစိုက်သင်ရှားကြသူ့ဆရာအဝင်ပါဘာသာရေးသာသနာရေးကိုတော့အခါခါတွေးအရာရာတွေးပြီးတော့ထီတန်ဃာများကအလိမ်မာရှိအောင်လို့အချိန်ခါကြည့်ပြီးတတ်အောင်သင်တယ်အဲ့ဒါကြောင့်မြတ်ဓမ္မအပါဝင်ရှေးပြကလူပုံအသွင်ကျေစုဂုံရင်ဆရာဆိုတဲ့အနန္တောအနန္တ၅ပါးထဲမှာပါသည့်အတွက်ကြောင့်ဆရာဆိုတာမြေပြူတစ်ချောင်းစားတဲ့ကြောင့်နဲ့နှစ်ပေါင်းများစွာသင်ကြားလာခဲ့တဲ့ဆရာများကိုခြေစုပ်ပဆိုးမွေးဆွဲကျိုးသို့ရိုးကျိုးခရဥနေချတာကြောကြပါမည်မြစ်တာအောင်စုပေးတော်မူပါဆရာသခင်ကျေးဇူးရှင်တို့ခမညာဒီရှင်မင်းဘောင်းတော်ကြီးကိုဆင်နာပေါင်းကြီးလို့မလုံးနဲ့လေကွာကြောကကြံသေးတယ်ဒီတကအဘိုးဘွားကြောရမယ်နော်အဲ့တော့တချို့ကပြောတယ်ဥသောဝင်ခဏခဏကြောနေရတာမပြီးသေးဘူးလားပေါ့နော်ကြောရမယ်ဟုတ်ပြီကြောမယ်ဆိုပြန်တော့အဘိုးဘွားတယ်ဗျာဒီ
ဒီအဖိုးဘွားကအနန္တောအနန္တ၅ပါးတည်းပါလို့လားဒါငါမြည်လေးတွေကမမေးတတ်လို့တချို့မေးတတ်တဲ့လူလပိုင်းဆိုင်ရာလူကြီးပိုင်းဆိုင်ရာကြမေးတယ်ဟုတ်တာပေါ့အနန္တောအနန္တ၅ပါးတည်းမှာအဖိုးဘွားဘယ်ပါပါမလို့သို့ပေသောညာလေအဖိုးဘွားဆိုတာကကြောရတယ်ယရဏ9ပါးနော်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးနဲ့အမြတ်ထားပြီးတော့မှအမိဖာဆရာအဲ့ဒီအမိဖာတွေကိုမွေးဖွားလာခဲ့တဲ့အဖိုးဘွားမင်းတို့လေးတွေကိုရင်ဝတ်တော်မယ်ဆိုတော့ဆရာတော်ဘုရားအကြောင်းမှာခွင့်ပန်ရတယ်ဆရာတော်ဘုရားကျွန်တော်ရဲ့သားလေးတွေကိုပုံရင်ဝတ်ပေးခြင်းလို့ပါဗျာအေးဝတ်လေအဲ့တော့ရက်ကောင်းရက်မြတ်ကလေးပေးပါဗျာဘုန်းကြီးတွေကခလေးတွေကိုကိုရင်ဝတ်ခွင့်ပေးမှသူတို့ဝတ်ရတာနော်ထိုနည်း၎င်းပဲအဖိုးဘွားများလည်းခွင့်ပေးမှဝတ်ရတာဒါဆိုရှင်းပါတယ်မြတ်စွာဘုရားရှင်လက်ထက်ကအတူချုံလေးနော်အတူချုံလေးနော်လူတကာကြီးမြောင်းနေပါလားနော်အတူချုံလေးပေါ့ခလေးတွေဘုသူတရအောင်မှာလူကြီးတွေအားလုံးသိပြီးသားကြားဘူးပြီးသားတွေပါနော်မြတ်စွာဘုရားရှင်လက်ထက်ကဟာလားဖွားဘက်တော်တွေထဲမှာရွှေအိုးကြီးရှိတယ်အဲ့ဒီရွှေအိုးကြီးလေးလို့ဘုရားရဲ့လူလိုပဲပြောကြပါစို့ဘုရားရဲ့မိန်းမဖြစ်တဲ့လူကအမွေတောင်းခိုင်းတာရွှေအိုးကြီးလေးလို့အဲ့ဒါကိုမြတ်စွာဘုရားဗာပေးတာတော့ဓမ္မအမွေရွှေအိုးကြီးလေးလို့အမွေပေးလိုက်တာမဟုတ်ဘူးဒီရွှေတွေဒါပေးလိုက်မယ်ဆိုလို့ရှိရင်မင်းဘဝမှာသုံးရင်ဖြုံးရင်ကုန်သွားလိမ့်မယ်တဲ့ဘယ်တော့မှသုံးလို့မကုန်ဖြုံးလို့မကုန်သာစဉ်မြည်ဆက်ကုသိုလ်ရနိဗ္ဗာန်လမ်းကိုသွားနိုင်မယ်ဓမ္မအမွေကိုပေးခဲ့သည်အဲ့ဒီမှာတဲ့သုဒ္ဓောရဏမင်းကြီးကယဉ်ကျိုးတာလုတ်ပြန်ပြီတဲ့ဂေါရမနော်ဂေါရမမင်းလုတ်ပြန်မင်းလုံးကလည်းငါတို့ကလေရှုံးရင်မြောက်စားထားတာတဲ့တိုင်ပြည်အုပ်ချုပ်မင်းလုံးဖို့မင်းရှင်တရား7ပါးနဲ့အကြီးတိုင်းပြည်ကြီးကိုတာယာဝါပြောအောင်အုပ်ချုပ်ဖို့အတွက်ရှင်မင်းတင်ထားတာအဲ့ဒီမှာတဲ့မင်းတော်ထွက်သွားတာငါတို့ဘလောက်ရင်နာခဲ့ရတယ်မှတ်တယ်လေအခုလဲလာပြန်ပြီတဲ့ငါမြည်လေးကိုဓမ္မအမွေဆိုပြီးတော့သူသင်္ကန်းစိတ်ပေးလိုက်တာဗျဘုရားကအဲ့ဒီမှာတဲ့ဘိုးအိမ်ဖြစ်တဲ့သုဒ္ဓောရဏဘိုးအိမ်ကြီးကရင်ကျိုးတာပေါ့ဟုတ်လားအဲ့ဒီကြမှာသုဒ္ဓောရဏအဖိုးဖြစ်တဲ့သူကနောင်များငါတို့လိုပဲမြည်လေးတွေရှိခဲ့တယ်အဖိုးဖွားတွေသာရှိခဲ့မယ်ဆိုရင်သာသနာဘောင်ကိုသွတ်သွင်းမယ်ဆိုရင်ကိုရင်ဝတ်ပေးမယ်ဆိုရင်တို့အဖိုးတွေအဖွားတွေကိုခွင့်ပန်ခိုင်းပါကွာတဲ့တို့အဖိုးတွေအဖွားတွေခွင့်ပေးမှမြည်လေးတွေသင်္ကန်းစီးပေးပါကိုရင်ဝတ်ခွင့်ပြုပါပေါ့နော်အဲ့ဒီလိုမျိုးအဲ့ဒါကြောင့်အဖိုးဖွားလည်းကြောရတယ်ခွင့်ပန်ရတယ်အဲ့ဒီအချိန်မှာအကြောခံတဲ့အဖိုးဖွားကလည်းစုမုံကောင်းတွေပေးရတယ်သာသနာအကျိုးသေးဖို့နိုင်ပါစေသာသနာမှာမြဲပါစေသာသနာအာဇာနည်ဖြစ်ပါစေအဲ့လိုအဖိုးဖွားတွေကလည်းစုပြန်ပေးရတယ်စုမုံကောင်းတောင်းပေးရတယ်ပြောမြည်ဆိုလေးဖြင့်လောကီအရှုပ်လောဘနဲ့သုဒ္ဓောရဏဘိုးအေကအဆိုးအမွေမဟုတ်မှန်းသိပေမဲ့ရှိလေတဲ့လူဘဝမှာထီးပြူဖွင့်လို့ဘုံမြင့်စံပုံနာဗျမနာကြီးတွေနဲ့ပိသေကဗိသိတော်မမြောက်စားရတာကြောင့်နောင်များမြဲအထွေတွေလေးကိုသမှုပေါ်တွေးပြီးကုသိုလ်ပေးခြင်းရင်ဖြင့်တို့ဘိုးအေးဘွားအေးတွေကိုဂါရဝေခွင့်ပန်မှသာသာသနာတော်ဝိယံဆိုပြီးအဲ့ဒီလိုသတ်မှတ်ခဲ့ကြတယ်ဒါကြောင့်စာအရှိစင်ကအပေါ်ထုတ်ရင်မသုံးပြစေနဲ့ကိုနှုတ်နှလုံးဒုစရိုက်ကံသုံးပြကိုအမှန်ယုံခွာအကျိုးများစေဖို့အဘိုးခွာရဲ့အင်းမြေသားကြောင့်မြေချစ်စရာရှင်းသားမနေလောင်းတို့ကမင်္ဂလာရွှေเจ้าမှာဖယားအမွေစုမပန်ငယ်ပရမညာရွှေဥလျံပန်းပြတ်တာတဝင်းဝင်းနဲ့မန္တအတွင်ရေသောခါနေဝမဟာကောယမနာခင်လောကထံတရားဖက်တွေကဖြင့်လက်ဆယ်ပြထိတ်မှမို့လို့ရှ စ်ခိုးကြောကြပါပြီစုပဋ္ဌာနာပဲအခုမကြအေးချာတော့အဖိုးတို့အဖွားတို့အဖေကြီးအမေကြီးတို့ခမညာ
တရားယရဏသံဃာယရဏအမိအဖဆရာသမားအဖိုးအဖွာများကိုမြေလေးတွေတူလေးတွေတူမလေးတွေကနေပြီးအခုလိုမျိုးဗိသိက်ဆရာကြီးဦးဝင်းနိုင်ကဦးစောဝင်းနိုင်ကကြီးကအဲ့ဒါလိုမျိုးအကြောခိုင်းတာကိုသားတို့ကစိတ်ပါလက်ပါနဲ့တေချာကြောကြတော့သာဓုသာဓုသာဓုလို့ခွာပါသည်ကိုင်ကြောကံပြီးပါပြီနော်ကြောကံပြီးပါဗိသိက်ခန်းဒီတခါကျတော့ချီမန်းဝင်းဆက်မယ်ချီမန်းဝင်းဆက်တယ်စိတ်ကြည်လန်းရွှင်စရာဖယားမြတ်ဘဂဝါဤပရိတ်ချီမန်းဆင်နာအများမှတ်စရာမို့ငါဗရာတာခိုးမိတဲ့ရာသကြိုပြီဘာတဲ့နေနွားနေတာလည်းသိုးတော်လိမ့်မယ်မြေထုအလုံးကောင်းနေသောဝေလူဝန်ကြောင့်စောဘကွာစံပဲခြင်းကစုံနာမထေသာဝကသည်မြတ်ဖယားအပချင်းကပြီးတရားမင်းမြတ်ကြားမိန်ပါသဖြင့်နာစိန်အောင်ရွတ်ချင်စိတ်ကြောင့်ဘုဇင်ပြိဂါထာမန်းတော်အဲ့ဒါတာယာလန်းဆန်းပြီးဝေဒနာပြောက်ပါရတယ်ဖေမဟာမောက္ကလာနာစိတ်အလုံးဆောင်ဂိစကုတ်တောင်းအငိမ့်ညဝါစခန်းပညာကမ္မထံဘာဝနာရှုစဉ်မှာမသာယာမှုယောဂဝေဒနာကြောင့်မနေသာသောအခါမြတ်ဖယားကြွလို့တအားတော်ရဘုဇင်မဟာလွတ်စင်ဝါမတရားဆွမ်းပါတယ်ကတ္တပယဟံယောဂရောက်တော့မောရှာတလောက်မလျှောက်နိုင်ခြင်းမို့ကြောက်လှိုင်အတွင်ပိတ်ပလီကူဝဲစိတ်တည်းမူကားအိန္ဒြေယရဖြင့်အစိန်တွေကြွပြီးထို့အရှင်ဟောတဲ့ဘုဇင်ကိုတတိသင်္ခါတော့ဓမ္မနာဝိယောတထာဝိယမိတိပတ္တိဘုဇင်ကသတထာပရိတဝရုပိခာဘုဇင်ကတတေတေတဝဓတိနာမုနိနာတမတခါတာဘာဝိတာဘာဟုမိကနာတံဝတံတိအဘိညာယနိဗ္ဗာနာယသဘောဓိယဣတိနာသစ္စာဝိစေနသုတိေဟောတုသဗ္ဗရာချီမန်းဝင်ဆက်တဲ့နေရာမှာ၄မျိုးရှိတယ်ဥသောဝင်နိုင်ဒီနေ့ဆက်မဲ့ချီမန်းဝင်ကပရိချီမန်းဆက်ခဲ့မယ်နော်သားလေးတွေအန္တရာယ်ကင်းအောင်သာသနာကိုတည်ထံအောင်သာသနာကိုအထွန်းရှေးကြသွားဆောင်ရွက်နိုင်အောင်အတိတ်ကောင်းနမိတ်ကောင်းယူပြီးတော့ချီမန်းဝင်ဆက်ခြင်းဖြစ်တယ်မြတ်တော်ဘုဇင်ပရိရွတ်ချင်းစိတ်နဲ့တွေးခါယူဆပြီးဘေးမရဟူသမျှမတတ်ရအောင်လို့ပျော်ခြင်းတွေမြိုင်မြိုင်နဲ့ဇော်ဝင်းနိုင်ကချီမန်းဝင်ဆက်ခဲ့မယ်အဲ့ဒါကြောင့်သင်ကရွှေရောဝစီယခုမန္တာမို့ဒီအမှုတန်းကောင်းမဟာဆွေကအောင်ပါစေဖွင့်ဦးလေးမြိုင်တနေချိန်လေးလေးပါလားဦးလေးမြိုင်တနေချိန်လေးလေးပါလားစိတ်ဆူတဲ့သူရဘယ်ကိုရတဲ့စိတ်ဆူကတရားတော်ချင်လို့တရားကိုရတော့ကိုယ်စေတရားကိုရဘုရားပါဘယ်မှာလဲ
ကြတော့ဆွမ်းထမင်းခေါ်မယ်မင်္ဂလာထမင်းခေါ်နေဆိုတာဘယင်ရာသာမင်းအညွန့်တို့ရဲ့ထုံတန်းတဲ့နော်ရှေးတုန်းကလေးကဒီအစင်အလာတွေကရှိပြီးသားပါအဲ့ဒါကြောင့်မင်္ဂလာထမင်းကလည်းခွန်းရပါတယ်အဲ့တော့ပုံမြင်နေဇာကြောင်းနေရှေးတုန်းကအနေထားတွေကိုဥစ္စာဝင်နိုင်ပြောမနေတော့ပါဘူးเนาะအားတို့သမီးတို့လေးတွေပြင်းနေမှာစိုးလို့เนาะဆရာစက်ကောဆရာတော်ရောစီတပေဆရာသနေဆရာပေတိဇေတိနံဆရာဒေတုဇေယုတ်တော်အရိဝါရဏတိလေတနိသံဝုထာပစာယနောသတ္တာရောဓမ္မဝဋ္ဌံတိအာယုဝနောဒုက္ခံမလံဘုရားလောကဓမ္မေစိတ်တံယတာနာကမတရားသောကံဝိရာဇံခေမံမောင်ရှင်လုံးမနိယရဏာတမြချောတာကိုသိတာသမျှပြောရရင်ဖြင့်ဝိကာလဘောဇနာဝေဒာမဏိသိက္ခာပရံသမာဓိယာမိနည်းနည်းလေးပြောပြမယ်ဥသောဝင်နေဒီမင်္ဂလာသမင်းတွေဘာဖြစ်လို့ခွန်တယ်ပေါ့နော်ကလေးတွေပြောတာဘာကြောင့်ခွန်တယ်ဆိုတော့ငါသားတို့ကမကြခင်အခုကြားတာကတော့မနေ့ပြန်ဆိုရင်ဒီကလေးတွေကိုရင်လေးတွေဖြစ်ကြပါမယ်နော်ကျွန်တော်တို့ထားပါတော့ဒီလိုမျိုးဗိသိက်ဆရာများကမင်္ဂလာသမင်းခွန်တယ်ဆိုတော့ချက်ချင်းများဒီကလေးတွေသာသနာဘောင်ဝင်သွားရင်ညကြရင်အကျင့်မရှိတော့စာမာစိုးလို့ငါးပါးသီလဆောင်ထိန်တယ်ရှစ်ပါးသီလဆောင်ထိန်တယ်ဆိုတဲ့ဗိသိက်ဆရာများကဒီမင်္ဂလာသမင်းကိုစိုက်ရင်ဖြင့်ကလေးတွေအာဟာရသိတိမြောက်တယ်မဆာဘူးတဲ့နော်အဲ့ဒီအတိတ်ကောင်းနမိတ်ကောင်းလေးယူပြီးတော့ဒါရှေးတုန်းကတည်းကအစင်လာလေးနဲ့အညီပေါ့ဒါလေးတွေကြောင့်ဥစ္စာဝန်နိုင်ကငါသားတို့ဆွမ်းသမင်းခေါ်တာနော်ဗိသိက်ဆရာပြောတဲ့စကားကြီးပဲယုံစားပြီးတော့လေဘာမှမစားပဲလည်းမနေနဲ့ပေါ့ကွာနော်ကိုရင်ဝတ်ခံပြီးကြတော့လေနှစ်စလုံးလောက်တော့ဆွဲဖို့ဒါအစာပြေတော့ဟုတ်တယ်လားနော်အဲ့ဒါကြောင့်မောင်ရှင်လောက်မနိရဏတမြချောတာကိုသိတာတမြပြောရရင်ဖြင့်ဝိကာလဘောဇနာဆိုတာနေလွဲအစာမစားရတာကြောင့်ဆွေပလဲရဏတာအားမင်္ဂလာအာဟာရခွန်မှာမလို့ဘယင်ရာစမင်းအညွန့်တို့လို့နောင်အတီဆန်ရအောင်ကဲရွာသားများကကျွန်တော်အောင်စီဆိုတာရုံးမွေပါခင်ဗျာ
ပြီးမင်္ဂလာထမင်းခွန်ပြီးပြီဒီတစ်ခါကြတော့ဘိသေကဘိသေရေစင်သွန်လောင်းမယ်ဒီအခန်းကဏ္ဍဟာတကယ်တမ်းပြောမယ်ဆိုရင်တော့ဘိသေမှာဒီအခန်းကအဓိကပါပဲနော်ရှေးတုန်းကတော့ပုံနာဗျမနာကြီးတွေကစိန်နာမဏိဂါထာကိုရွတ်ဆိုသွန်လောင်းနေအဲ့ဒီကနေပြီးတော့ခစ်တွေရွေလျားလာပြီးတော့ကျွန်တော်တို့မြန်မာပညာရှိမြန်မာသူခမိန်များကလက်ဆင့်ကမ်းအမွေအဖြစ်ယူပြီးတော့မှမြန်မာသူခမိန်များကဥထိတ်မှာရေစင်သွန်လောင်းနေရေစင်သွန်နေဟုတ်လားဒုက္ခမိဏဒုက္ခမိန်ဆိုတာဒုက္ခမိဏသရာကလာလို့ချမ်းသာကိုရှာမိတော်သူလို့အဓိပ္ပာယ်ရတယ်အဲဒါကြောင့်ကျွန်တော်တို့မြန်မာပညာရှင်များကြတော့ဒေဝတာတန်ရုပ်အထကထာနဲ့ရုပ်ဆိုသွန်လောင်းတယ်ပုံနာဗျမနာကြီးတွေကြတော့စိန်နာမဏိဂါထာနဲ့ရုပ်ဆိုသွန်လောင်းတယ်ကျွန်တော်နှစ်မျိုးပေါင်းစည်းပြီးရုပ်ဆိုသွန်လောင်းပေးပါမယ်အောင်အမရောဟရိဟရိစရိမုခဘကကြံတေဘိကဟရိဟရိမဟန္ဒရပြချန္ဒရနရချန္ဒရဘေရရှရရှရုရာဇာကျိနာမဏိရောသမရကျုပ်ဘန္ဒုမေဇဟမင်္ဂလံစိဏာမဏိယရဏာနိဗုဒ္ဓံဗုဒ္ဓယရဏာနံကရံကရတိတရဏံခိဗမေဝသမေဇတုစိဏာမဏိယရဏာနိဓမ္မံဓမ္မယရဏာနံကရံကရတိတရဏံခိဗမေဝသမေဇတုစိဏာမဏိယရဏာနိတံခံတံခယရဏာနံကရံကရတိတရဏံခိဗမေဝသမေဇတုဒါဟာရှင်းတော့ကပုံနာဗျမနာကြီးတွေကနေပြီးရဆိုသွန်လောင်းလားကျွန်တော်တို့မြန်မာသူခမိန်များကြပြန်တော့ဒေဝတာတန်ယုတ်အထတာဒေဝတာတန်ယုတ်အထခါကြပြန်တော့ဇယံတော်ဘောဓိအမူလေတကြာနန္တိဝန္ဒနောဧဝမေဝဇယောဟောတုဇယသူဇယမင်္ဂလေတကြာနန္တာဂီဝင်မင်းတို့နန္တိဝန္ဒနောနှင့်သိမ့်ခြင်းကိုပွားစေအပ်သောဘောဓိယာအညောင်းဘုတ်ဟေပင်ဤမူလေအနိ၌ဖြစ်သောလန္ဓာမဆောင်မင်္ဂပါကိုအောင်မြင်တော်မူတဲ့ကဲ့သို့ဇယောအောင်မြင်သည်ဟောတုဖြစ်ပါစေသတည်းဇယသူဇယမင်္ဂလေရန်ကိုအောင်ချောင်းကောင်းမှုတို့ကြောင့်ဤမောင်ရှင်လောင်းနာသားတို့သည်အောင်မြင်ပြီးနောက်စုကြီးရောက်အောင်ချီးမြှောက်မဆပါစေကုန်သတည်းအောင်မြင်ပြီးနောက်စုကြီးရောက်အောင်ချီးမြှောက်မဆပါစေကုန်သတည်းအောင်မြင်ပြီးနောက်စုကြီးရောက်အောင်ချီးမြှောက်မဆပါစေကုန်သတည်းအဲ့ဒါကြောင့်သင်္ကရွှေအောင်ဝစီယခုမန္တာကြောင့်ဒီအမှုတန်းခေါင်မဟာဆွေကဒေါသများတို့အောင်ကြစေ
တရားတွေနော်အများကြီးပဲအခုဘိသိက်ခန်းဟာလားဘယ်လိုလဲဒီခန်းကနာပင်အထနာပင်အောင်နာပင်နောက်ကျော်တော်စက်နာတွေထုတ်ဟာလားပြီးတာနဲ့ဒီအလူကြီးအောင်မြင်သွားပြီပေါ့နော်ဒီလိုပေါ့ဒီနေ့တော့သမီးကလည်းတောင်းဆိုလာတယ်ရာဟုလာအမွေတောင်းကလေးလုပ်ပြပါဗောနော်ဟုတ်ပြီ
မဲ့ဒါကသာသနာဘောင်အတွင်းမရောက်ခင်နော်ဒါကခုနပြောသလိုကိုရာဟုလာအမွေတောင်းငံဆိုတဲ့အတိုင်းဘုရားရှင်ကိုအာယုံပြုဘုရားရှင်ရဲ့သားတော်လေးရာဟုလာဟာဆွေတော်မျိုးတော်တွေထမ်းမအမိဘထမ်းမအလူခံနဲ့ရလာတဲ့အလူတော်ငွေကဲအဲ့တော့ကောင်းပြီဒီအလူတော်ငွေကိုသသာကဘယ်နေရာမှာလှူခြင်းတလဲကိုကိုတိုင်သုံးခြင်းသလားအဖေအမေကိုပေးခြင်းသလားအဖိုးဖွားတွေကြောခြင်းသလားဒါမှမဟုတ်လို့ရှိရင်ဘုရားလှူခြင်းသလားဥပ္ပဇေဆရာဆိုတဲ့ဘုန်းကြီးတွေကိုလှူခြင်းသလားငါသားစိတ်ဆန္ဒရှိတဲ့အတိုင်းပြောဘိသိက်ဆရာပေးမယ်လို့တော့မပြောနဲ့နော်အဲ့ကြငါစိတ်ဆိုးပါသူ့ပဲကြိမ်သူရက်နာပဲတော့တပ်ပါဘယ်လိုလုပ်မလဲဗျဒါဒီလူကန်ရတဲ့ဟာတွေကိုဥပေမှာဖျားကိုလူလိုက်ပြီဩတာဒုဖျားကိုပဲလူလိုက်ပြီအေးပါကောင်းတာပေါ့ကောင်းတယ်နော်လူနော်ဒီအဲ့မတာကောင်းတယ်စိတ်နေစိတ်ထားသူ့ရဲ့နှလုံးသားရင်းထဲကနေလာတဲ့ဘုရားကိုလူမယ်ဟုတ်ပါဗျာဖះလူမယ်ကောင်းတယ်အားလုံးရဲ့ကိုးစားဥဇော်ဝင်းနိုင်ကသာဓုလို့ခေါ်ဆိုပါတယ်ဟုတ်ကဲ့ဟုတ်တော့ရရနော်ရဂိုင်းအလူတကားကြီးသိတယ်မလားအမျိုးတွေစုံအောင်တာထုတ်ထားပြီတော့ဟိုက်မှာမပေးဘူးနော်ကျုပ်ကသာဓုထိုင်ထဏပညာတို့တရားအေဝဒေဝသနိကေဝလာမန္တတော်အတွင်လာကစုကြပါတော့ဘယ်လောက်နဲ့ရွေးမှာသာသနာပြုတဲ့ခုကာလမှာဟုတ်တယ်ဟောသရမနေလုံးဘယ်လောက်နဲ့ရွေးမှာတော့အမျိုးတွေလည်းရွေးရမှာဒီနာအမျိုးတွေအကုန်လုံးရှိတယ်ဆိုတော့ပြီးသားကညာအမချင်းကတမျိုးနာဖယာရအောင်ကိုင်းလို့တကကြီးလို့တမန္တာစက္ကဝါလေသူအတရာကိသန္တုဒေဝတာဝေအာကာထဝန်းကျင်မှာမျိုးတွေရထုတ်လေတည့်ရတန်းနဲ့ဘုစင်မသွေတိတ်ကိုဂရေတသိန်းကုန်သောနမင်းအဖျားပြားကြောင်တောင်ထန်းနေမပြတ်ဆင်းကအလူရိတ်တာတို့အတူပိတ်ခါရံပိတ်ခါကြားပါတယ်မန္တမဟာလန်ကခါတကုန်းပြောကမျိုးတွေကျိုးတန်နဲ့ဆင်းကြပါတော့မျိုးတွေဝတာအပေါင်းသူတော်ကောင်းတို့အမျိုးတွေဒီဘက်ကမျိုးတွေဒီဘက်ကမျိုးတို့ချင်းမျိုးဘာသူဖုန်းနဲ့သူနေနေတာတော့အဲ့မှာတပိတ်မအပ်ဘူးဗျယူသွားမှာကျုပ်ကဒီဘက်ကအဲ့ရီခိုင်းတယ်ကြောင့်လိုက်ခုနထည့်လိုက်တာဒီခင်းမယ်ငါယူသွားဟုတ်ကဲ့မေဟုတ်ကဲ့မေကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးပါလူတကစီအခရမှာတာတော့ဟိသိက်ခန်းတော်မသိငင်သေးဘူးသိင္ဃာနီးဒီကိုဝင်လာမစဲတသေးသေးပဲကဲကျေးဇူးတင်ပါတယ်အလူကြီးတန်းကြီးများလည်းပေးနိုင်ပါစေတော့မယ်နော်ဒီလိုအလူကြီးမျိုးထက်ခါလူနိုင်တန်းနိုင်ပြီလူတဲ့အချိန်ခါပါလေအခုလိုပဲဖေးတွေအမေတွေအဖိုးတွေအဖွားတွေဆွေတွေမျိုးတွေရမီရဖတွေအခုလိုပဲစုံလင်းတိုက်မြိုက်ကြီးနဲ့အသက်ရှေးရအနာမဲ့ကြောင်းပျော်သမျှအောင်ဆောင်းသမျှပြီးလိုရာခရီးတို့ပြောကြီးမြန်ကြီးရောက်ကြပါစေရကြပါစေလို့ကျွန်တော်ဇော်ဝင်းနိုင်ကစုမုံကောင်းများတောင်းပါပါတယ်။ကဲအဲ့တော့မိုင်းကမိုင်းပြောတာကဲမိတ်သိခါကတော့ဒါပဲပြောရွှင်အောင်မြင်ပြီအောင်မြင်တဲ့အထိမ်းအမှန်နဲ့မို့လို့
နောက်ခါမသွေနိဗ္ဗာန်လမ်းမြဲရအောင်ပါစေဆိုတဲ့နမိတ်ကောင်းယူပြီးဝိသိအခန့်သိညာပါစို့လို့ပါစေ အောင်ပါစေတကယ်မြတ်ကဝေငွေပြူနေလေရှေးချမ်းသာကိုတောင်းစုတဲ့ချင်းကဘာနဲ့တကယ်ပြည့်လူတို့အလုံးချမ်းချမ်းသာလေဘာလဲမင်းတကယ်ကုန်လေတော့ရှင်းလည်းမပါစီးရတာမကြမ်းပဲလူရဆန္ဒပြေဝအောင်ပါလေကဘာSee you again. New Year's Summer, we will see how we are the way. We got it on the way. Hey, yeah, we got the way. Just me, on my way. See what you did, the means I did on my way. See what you did, the means I did on my way. Hey!
ပိဿကံအောင်မြင်သွားပါပြီ ကဲပတ်စံကျဲဦးမယ်ပတ်စံကျဲဦးမယ်နော်